မန္တလေးမြို့မှာမတ်လ28ရက်နေ့နေ့လယ်ပိုင်းကလောက်ခတ်ခဲ့တဲ့ငလျင်အပြီးမန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်ပျက်စီးခဲ့ပါတယ်။နန်းစီတီအန်ပညာရေးဝန်ထမ်းအများပြားထိခိုက်ဒေဆုံးတာတွေများပြားခဲ့တယ်လို့လူနေရပ်ကွက်တွေမှာလည်းမီးလောင်ကျွမ်းခဲ့တယ်လို့မန္တလေးမြို့ကန်တွေကပြောပါတယ်။ငလျင်လောက်ခတ်ပြီးတော့မန္တလေးတက္ကသိုလ်ကပင်မဆောင်အရှိတ်ချမ်းကနေစပြီးမီးလောင်ခဲ့ကမီးစတွင်လောင်ကျွမ်းတဲ့အချိန်မီးငိမ့်မဲ့သူတွေမရှိတာကြောင့်တော်တော်လေးလောင်ပြီးမှမီးတပ်ကားတွေနဲ့ကယ်ဆယ်ရေးအဖွဲ့တွေကရောက်လာကြတယ်လို့မန္တလေးမြို့ကန်တူကပြောပါတယ်။မန္တလေးတက္ကသိုလ်ပင်မဆောင်ထဲမှာပြီးခဲ့တဲ့ရက်ပိုင်းကစစ်ကောင်စီကပြုလုပ်ခဲ့တဲ့ Grade 12တက္ကသိုလ်ဝန်ထမ်းဆောင်ရွက်ဖြည့်လွှာတွေစစ်ဆေးနေတဲ့ပညာရေးဝန်ထမ်းအများပြားရှိနေကြတယ်လို့လည်းဆိုပါတယ်။လူမှုကွန်ရက်အသင်းတွေလည်းအလုံးများနေပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းပရဟိတအဖွဲ့တွေရောနေလာတာကအခုလိုတဘာဝဘေးရန်တွေကြောက်ရောက်တဲ့အခါကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်နှောင့်နှေးကြန့်ကြာစေတယ်လို့မန္တလေးမြို့အခြေစိုက်လူမှုကွန်ရက်အဖွဲ့ရဲ့တာဝန်ခံတူကပြောပါတယ်။တမျိုးလုံးအတိုင်းအတာအရအပျက်စီးနဲ့ထိခိုက်ဒေဆုံးတာတွေများနေပြီးဘလောက်ထိခိုက်ဒေဆုံးနေဆိုတာကိုတော့အတိအကျမသိရသေးဘူးလို့လည်းသိရပါတယ်ခင်ဗျာ။